အားလုံးပဲမင်္ဂလာပါခင်ဗျာထိုင်းရထမ်းလျက်ခဲနဲ့အညာဆိုတာခွဲခြားလို့မရတသားတည်းကြာနေတဲ့ပုံကြီးတစ်ခုပါပဲကျွန်တော်တို့တက္ကသိုလ်ဝန်ထမ်းမြန်မာစာမှာသင်ကြားခဲ့ရတဲ့ဝန်ကြီးပရိသတ်ရာဇာရဲ့ຫນွေဦးကာလမြူထာသောခါဆိုတဲ့တရားရှင်းလျက်ဆိုရင်ဖြင့်ထမ်းတဲ့သမားတို့ရဲ့ပရိယေသနာဝမ်းစာရှာဖို့ကိုယခုဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်ပါရစေຫນွေဦးကာလမြူထသောခါရင်းတော်ရင်းဆွဲဆောင်းမြဲဦးလွယ်ကဒါနီထက်စွာခါမချက်လျက်ထမ်းပွင့်ထမ်းခိုင်ရှုံးမြိုင်မြိုင်ကလိုင်သာလွယ်လို့တက်တည်နှင့်လေထမ်းပင်ထမ်းလက်ထမ်းရွက်ကဲဝေဝေစင်အောင်ခုတ်ထစ်နုမြစ်ကဲထမ်းဦးရီမယားငယ်ဆွေထမ်းရည်သိမ်းစီသားမြေဟစ်ကြော်ခွေးဝက်ကဲခေါ်ထမ်းလျှော်သာယုံပိုက်စည်းငယ်နှင့်လေယခုကျွန်တော်ရွတ်ဖတ်ပြသွားတဲ့တရားရှင်းထဲမှာပါတဲ့ကြပြနှစ်ပိုက်ဟာဆိုရင်ဖြင့်ထမ်းတဲ့သမားတို့ရဲ့ထမ်းတက်နေမှုကိုပုံဖော်ဆက်ဆိုထားတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီကြပြလေးနဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုခံစားရင်ကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့နှလုံးသွင်းရည်ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်